ကိုမောင်သိသမီးမရှိတော့ဘူး ဟမ်သမီးမရှိတော့ဘူးမရှိဘဲရောက်သွားလဲ မသိဘူးလေ အဲ့ဒါမင်းဒီတိုင်းနေတာလားငါဘာလို့ဖုန်းမဆက်တာလဲပြီးမလို့လိုက်မရှာလဲမရှာဘူးလားပြော ရှာမလို့ပါပဲသမီးကလည်းစာထဲမှာတေးသေးချာချာရေးသွားတယ်သူ့ကိုလိုက်မရှာပါနဲ့တဲ့ပြီးတော့သူလိုက်သွားတာညီညီနောက်ကိုလိုက်သွားတာတဲ့ ခွေးထဲမိုက်တယ်ခွေးသမီး ခွေးသမီးလို့တော့မပြောပါနဲ့ကိုမောင်သိရဲ့အဲ့ဒါရှင်မွေးထားတဲ့ရှင်သမီးမဟုတ်ဘူးလား အဲ့ဒါဟိုကိုခွေးကြီးကြံသွားတာကွာ အဲ့ဒီကောင်ကလေရှင်တငယ်ချင်းပဲလေ စက်တာမင်းငါတော့ဖြစ်နေတော့မင်းကဘာလိုက်ထောက်တာလဲ ကျွန်မသိပါလေ ဘာလုံးဝမကျေနပ်ဘူးငါလုံးဝမကျေနပ်ဘူးငါအမွေပြက်မယ် ရှင်မွေးဖြတ်လဲဘာမှထူးမှာမဟုတ်ဘူးညီညီကကျမတို့တက်တောင်ချမ်းသာသေးတယ် စက်တာ ရှင် အခုမင်းတို့ကြော့တာငါတို့နှစ်ယောက်ကိုမိဘလို့သဘောထားပြီးကြော့တာမဟုတ်ဘူးလားအဲ့တော့ငါတို့နှစ်ယောက်ဆိုတပြိုင်တည်းကြော့နေဘယ်ပြီးပါမလဲဟောဒီကအဖေသက်သက်အမေသက်သက်ကြော့မှာပြည့်စုံမှာပေါ့ကွာဟာမောင်သိအဲ့ဒါဟေးဖေပြန်ခေါ်လမ်းဟဲ့ဖေမင်းအဲ့ဒါကိုတက်တက်ရှင်းတာကွာဖေရမင်း ဟုတ်ပါတယ်ဦးချေဒယ်စိတ်ချမ်းသာအောင်ဒယ်ပြောတဲ့အတိုင်းသမီးတို့ထပ်ပြီးကြောက်လိုက်ကြအောင်နော် တဲ့လားငါသမီးကဘယ်တော့လိမ့်ပါလဲမင်းငါသမီးလောက်တော့မှအသိဉာဏ်မရှိဘူးနှစ်ခါကြောတော့နှစ်ခါကုသရတာဟောကွာကဲသိကြကြော ငယ်ကြီးရောက်ခမငယ်ကြီးရောက်ခမ